ငါတကယ်ကြီးလို့စတီးမောင်နဲ့ပြားရည်စံခကြီးဘဲကိုသွားခြင်းတည်းတင်းញိုင်းကုန်းကိုသွားပေါ့အားလုံးပဲမင်္ဂလာပါအားလုံးပြန်နေကြိုဆိုလိုက်ပါဒီညမှာတော့ထုံးစံတိုင်းပဲအားလုံးနဲ့အတူတူပျော်ပျော်ရွှင်ရွှင်မြန်မာကားလေးတွေကိုအတူတူကြည့်ရှုသွားမှာပဲဖြစ်ပါတယ်ဒီညမှာလည်းရမ်းကြီးစရာကောင်းတဲ့မြန်မာကားတစ်ကားကိုရွေးချယ်ထားပါတယ်ဆိုတော့ဘာကားဖြစ်မလဲကျွန်တော်နဲ့အတူတူလိုက်နေကြည့်ရှုလိုက်ပါသားပြန်လာပါပြီတော့ဘောင်းကွာစောတာမိုးချုံမလာတာမဟုတ်ဘလို့ပြီးပါတော့သူသားတွေကညနေမိုးချုပ်လို့စူတာပဲရှိပါသူ့ကြမှာစောလို့တယ် လဲရတာမဝမှာဆိုလို့ကဒီကင်းကြောင်တော်ကြီးဘာဖြစ်ရှင်နေမှမသိ ထိုးထားမှအေးမှာပါကွာဟာဟောတော့ကောင်းချီတော့ကိုလေဟောတော့ဟောလူအေးပါတက်တယ်လေကြီးနေရှော့ပါဦးဘယ်ရင်ရှောက်နေနေတာတော့ဒီမှာမင်းရဲ့ဗမေးနေလေရဲ့ကျုပ်ရှောက်နေနေတာမဟုတ်ဘူးမေကကျုပ်ကလေးလာနေလူလေးမင်းဘာတွေမြန်လေးလာနေဝတ်ထားစားတာတော့ပြောင်းရောင်းပါရတယ်တော့ကောလေးဆိုင်တန်လုံးတဲ့တောင်ဘာလို့ရင်ကောင်းမလဲလို့ကျုပ်စဉ်းစားနေတာကိုကျုပ်ဖြေရမယ်ဘာတော့ဒီလိုပါအခုဗျာမြို့မှာအရန်ကိုခက်စားနေတယ်ဟို night club ဆိုလားဘာ club ဆိုလားဟိုကျုပ်အဲ့ဒါကျုပ်တို့ကြောင့်မဖွင့်ကျင်တာကလန်တော့စိုက်တော့မှပါရှော့လို့ဒီမောင်လူလေးကအဲ့ night club ဆိုတာဘာမုံဆိုင်ဩဘာလဲဘာမုံဆိုင်တော့တို့နေမုံဆိုင်မဟုတ်ဘူးဗျာဘာတော့ဘာနားလဲအောင်ကျုပ်ဘယ်လိုရှင်းပြမလဲဗျာဘာမြင်မှုပါလေမုံဆိုင်နဲ့တော့လုပ်နေမှာဗျာဟိုလူတွေအများကြီးစုပြီးတော့ဟိုဝိုင်းမီကကြတာလေအဲ့ဒါကဝဲယုံလို့ပြောတာကဝဲနှလုံးနဲ့မပေါ်နေဦးဟိုကခတ်တလေးဗီဒီယိုတွေဘာတွေထဲမှာပါတာကွာဟိုကလူတွေအများကြီးစုပြီးတော့မီးတွေကိုမိတ်လိုက်လင်းလိုက်မိတ်လိုက်လင်းလိုက်နဲ့လူတွေစုကကြတဲ့ဥစ္စာကြီးပြောအဲ့ဒါပြောတာကျုပ်အဲ့ကဝဲယုံလို့ပြောမှာစောက်ချင်တာအဲ့ဒီ night club ကိုဒါကျုပ်တို့ဘက်အချမ်းမှာစောက်လိုက်ရင်တပဟိုဘက်ချမ်းလူတွေလေကျုပ်တို့ဘက်ကိုအများကြီးရောက်လာမှာနော်အဲ့ဒီလိုသာဖြစ်ခဲ့ရင်အဘကြီးကျုပ်တို့ဘက်အချမ်းအင်အားအရန်ကိုကြီးမားသွားပြီနော်ဗျမင်းအဲ့ကဝဲယုံရင်စောက်လိုက်ရင်ဟိုကောင်နေတဲ့တာမှာသေးကြလားဟောအဘကြီးတေးကြတာဗောအဘကြီးဟာသေးကြလို့တော့အဘကုန်ညင်တော့ကိုငွေထုတ်ပေးမယ်လူလေးစောစမ်းကွာစောပြစမ်းအေးကျုပ်စောပြီးနော်ဘာမှလည်းကညီးနေရတယ်ဘာပြောတယ်ဟိုအမျိုးရုပ်သားစိန်လို့သားဖာနိုင်တဲ့ကလုံးဖွင့်မလို့ဟုတ်လားနိုင်တဲ့ကလုံးတဲ့နိုင်တာတော့မှအသေးဘွက်ပြီးနိုင်ရတယ်လို့အဘဘာရှောက်ပြောနေရလဲဘယ်ကလာနိုင်ကလုံးဖြစ်ရမှာလဲအဘကလေဗျာအဲ့လိုမျိုးလေအင်္ဂလုတ်စကားတွေကိုအဘမပြတာအရင်သိကြနေတာကြော်ဘလှုပ်လိုက်ပြောလိုက်အစမ်းရည်ကြီးပဲအင်္ဂလုတ်ပြောတယ်ငါသားမလေးတန်းအောင်သေးတာကဲကျုပ်ပြောပြမယ်အဲ့ဟာနိုင်ကလုံးမဟုတ်ဘူးနိုင်ကလစ်လို့ခေါ်တယ်နိုင်ကလစ်နိုင်ကလေးလေဒီတော့အဲ့မင်းတို့တဲ့ကလေးကြီးဆိုတာဘာလုပ်တာတော့ဟာဟောဗျာအဲ့နိုင်ကလစ်ဆိုတာမြို့မှာလူတွေညဆိုသွားကတဲ့နေရာအဲ့ဒါအငိမ့်လို့ခေါ်တယ်သားဟောအငိမ့်လို့ခေါ်ဗျာအငိမ့်တက်လက်ကအငိမ့်မောဟာအငိမ့်ကျုပ်လည်းကြည့်ဘူးတာပေါ့ဗျာအဲ့လိုမျိုးမဟုတ်ဘူးမြို့ကလူတွေသွားကဗျာရွာသားရိုးသားချက်တယ်မီးအောင်စုံနေလို့အရန်ပြောက်ဘူးကောင်းနက်ကနာပွဲများဖြစ်နေမလားနက်ကနာပွဲလွယ်ပြီလွယ်ပဲဟောတခါတလေကပါလေဟာအဲထားရစမှာတော့ဟိုတားကဘာလုပ်ချင်တာအဲ့ဒီမှာသွားကကြင်တာကျုပ်ကလည်းကျုပ်တို့ပဲအချမ်းပါမာစဖွင့်တော့မယ်မာလစို့ဘာအဲ့ဒါစွတ်တော့အမြဲတမ်းလွဲတယ်ဗျာအရင်သိခါကြလာပဲရွာမှာဒီမှာမာလစို့မဟုတ်ဘူးမာလဆက်မာလဆက်မာလဆက်လက်ဆက်မာလဆက်မာလဆက်ဒါပြောမာလက်ဆက်မာလဆက်အဲ့ဒါပေါ့အဲ့ဒီဘာနဲ့ပေါက်လဲတဲ့မာလဆက်ဆိုတာကြီးရောဘာလုပ်တဲ့ဟာကြီးလဲဘာရဲ့မာလဆက်ဆိုတာမြို့ကလူတွေညောင်းရဲ့အနှိတ်ခံတဲ့နေရာအေးအနှိတ်ခံကိုပြောတာအဲ့ဆိုဘလူတွေကနှိတ်မှာတော့ဩမိမလဲကွာကိုသားသမီးလှုပ်တဲ့လှုပ်ပဲတို့မိဘနှစ်ပါးနှိတ်ပေးရမှာပေါ့ဟာဟောဘာလို့အမေတို့လာနေဦးမကိုကြီးခွာရင်းနေလို့မင်းကလေးနေရမှာပေါ့မင်းကလေးဘယ်ကမင်းကလေးရွာသူတွေရှိတယ်လေတားရဲ့ရွာသူတွေကကိုထမင်းကိုစားပြီးအလကားဘလူလာနှိတ်မှာတော့အမေကဝေးပြန်ပြီဗျာအဖတို့အမေတို့ကဒါပိုးတယ်လေပတ်စံပြေးခိုင်းအကုန်လာမှာပေါ့ဗျာသူတို့ကဆိုနေဘူးကျဲထဲမှာကောက်ဆက်ရအောင်ပြင်မှန်းသေးတယ်ဒီမှာအေးစိမ့်နေနေအောင်ပဲအဲ့ဒါမှကျုပ်ဖွင့်တဲ့မာလဆက်ကြီးဟာစီယုံကြီးကတော့သားသမီးတွေပိုင်တယ်ဟိုဘက်ကလူတွေကျုပ်ဘက်ရောက်လာသူလူကျင်တော့မြဲရောက်စီးလုံးတယ်သဘောပေါက်ငါသားလေးကအနှိတ်ယုံဖွင့်နေတာအေးဒီဂျေခုံလည်းကြီးလာမမိုက်ဘူးလားသူများဒီဂျေကောင်ဝိုင်းနေအပြားရဲ့တွေ့ကြပါမီးပလက်ခုံတွေကိုမိန်းခုံတွေကိုဖွင့်လိုက်ပေးတယ်ဖွင့်လိုက်ပေးလိုက်လို့တော့ဟာရမင်းအဲ့လိုမပြောနဲ့လေကွာမိုက်တော့မိုက်တယ်ထွင်းလိုက်အစမ်းရည်ကြီးပဲ
လေဟုတ်တယ်နိုင်တဲ့ကလပ်ကတော့ဟုတ်တယ် ဟိုပြောစရာကောင်းတယ် လေလိုက်လို့ကွာ ဒီတော့မောင်တို့ပါလားဘယ်ကလဲလာကြတော့ အေးဗျာညာကြီးမိုးချုံမှာရွာထဲမှာအတန်နေကြားနေလို့ဘယ်ကအတန်လဲဆိုပြီးထွက်ပြီးကျုပ်တို့လူကြီးတွေကုန်စုပြီးကြည်တာခမားစီကအတန်နေဖြစ်နေတယ်ဗျာ ဒါနဲ့ဟိုဘာကိစ္စများရှိလို့ပါလဲရှင် ကြီးတို့လောက်ပါငါတို့ကြေးရွာနဲ့ပြည်တော်ကြီးမတော်ကြီး ဆက်စုခံရောက်ပြီ ဟုတ်တယ်ကိုရင်တန်းလာရဲ့စစ်ဆေးပါတော့စစ်ဆေးကျုပ်တို့မဟုတ်တာဘာမှမလုပ်ပါဘူးဟုတ်ပါပြီ ဘယ်ကြီးသဘာဆိုဝင်ကြပါအမလေးဘာမှလုပ်တာမှမဟုတ်ဝင်ကြည့်လမ်းပါဗျာ လေလူကြီးသဘောတွေ့သဘောခွေညညကတဲ့ဆိုင်ကိုကြည့်တော့ဒီလိုမျိုးမလက်ပါဘူးမဓာတ်သွားတင်ရတယ်ကူကိုပြီကူတင်းတွဲလိုက်ကြီးကူကိုတက်လိုက်တာ မိဘကကားတယ်ပြီ တေရောတွဲလိုက်တယ်ကိုဖြစ်ကိုပြီမဒီကရနဲ့လူကြီးကနေတော့လောရပြီတွဲလိုက်ကြီးတက်လိုက်တန်လိုက်လား900တဲ့900ပဲရှိရင်တော့တနားရွာ900ပဲရှိ ကိုစိန်သားတို့မိသားစုလိုက်တွေးရတာဝမ်းသာတယ်ဗျာ ဈေးအတန်ဆုံးပဲ ဘယ်လိုလဲခမားတို့ရဲ့စီးပွားရေးအခြေအနေကောင်းရလား လေ ငါညညဆိုင်ဟာငါတို့စီးပွားရေးမဟုတ်ပါဘူးဟာရွာအတွက်ပါ ကောင်းစင်လေးလာရနော်ရွာအတွက်ကောင်းစင်လေးအရင်လာ လာအားပေးရပဲလား အားပေးတယ်ဆိုတာတဲ့ဒီမှာဆိုင်းဘုတ်မှာ လာပြန်ပြီမမှတ်သေးဘူး ဟိုဆက်ဆိုတဲ့အဲ့စကလူလေးသဘောကြလို့လာလေးလေ ဆက်ဆိုပါလေသဘောကြလို့လာပြီးဆက်စု ပြစမ်းမအောင်ကွာ အော်လုပ်ငန်းတော့ထွေထူးမဟုတ်ပါဘူးအာညောင်းညာကြိုက်ခဲလူတွေကျုပ်စီမှာလာပြီးတော့အနည်းနှိတ်ခံတယ်ဒါပါပဲကဲလာပါဗျာလက်တွေ့ပြမယ်လာခဲ့လေဆိုင်ဘုတ်လေးတော့ထောင်ထားရသေး ဒါလေးကတော့ရိုးရိုးအနှိတ်ခံလို့ခေါ်ပါတယ် လူယူနေက ဟုတ်ကဲ့ ရိုးရိုးဆိုတဲ့အဓိပ္ပာယ်က အာရိုးရိုးဆို သုံးမပါဘူးပေါ့နော်ရိုးဆိုတော့သုံးမပါဘူး ရွာထဲမှာကျမ်းမာကြီးကအနည်းနှိတ်ခံနေတယ်ဒါပေမဲ့ငွေကြီးမပြည့်စုံအဲ့လိုလူတွေအတွက်ကျွန်တော်ကဖန်တီးပေးထားတာဟိုရိုးဆိုတဲ့အတိုင်းပဲအဆောင်ရောတော့အများကြီးပေးလို့မရဘူးပေါ့သူ့ဈေးနဲ့သူဆိုတော့ကျွန်တော်ဖြာချမ်းလေးပဲခင်း အဲ့ဘောရိုးဆိုတော့ ဒါပေမဲ့ဒီအကြီးပဲမဟုတ်ပါဘူးဒီတဲ့အစ်စ်မြင့်ပြီးတော့ဈေးနည်းနည်းပိုပေးရတဲ့အခန်းမျိုးပဲရှိပါ ဟုတ်လားရှိသေးလား ကြောက်ပါဗျာကြောက်ပါ တော့ထွင်နေတယ်နော်ကြဖတ်ထွင်ထားတယ်လေ ဒါပါပဲ ဒါကြတော့ ရှယ်ကန် သုံးပါရှယ်ဆိုဇိုးလေးတဲ့ ဟိုဘက်ခန်းနဲ့ဆိုင်ဈေးနည်းနည်းလေးပြန်ရပါတယ်ဒါပေမဲ့သူ့ရဲ့အဆောင် အင်္ဂလုတ်လို့ဆိုရင်တော့ဘူး ဒါချမ်းလေးပုံ VIP ပေါ့နော်အင်္ဂလုတ်လို့ဆိုရင် နည်းနည်းတော့တက်တာပို့ရှိသွားပါ ဒီကတက်ဆိုင်နည်းနည်းလေးကောင်းတယ် ကောင်းရတာပေါ့နေလို့ထိုင်လို့ပိုကောင်းပါဒါပေမဲ့ဒီထက်ပိုပြီးတော့အဆင့်မြင့်တဲ့ဈေးနည်းနည်းပိုကြီးတဲ့အခန်းလေးရှိပါတယ် အရှိသေးလား ပိုးလိုက်လား ဟုတ်လားပဲဒါဒီပဲကြည့်တာ ဆဲဆင်းနေမြင့် ခန်းနေများသား ဒါကတော့ စူပါရှယ် မှန်ပါတယ်ဗျာ အဲ့ဒါ VIP တရားစူပါရှယ်ဆိုတာကကျွန်တော်ကကြတော့ဒါကကြတော့လုံးဝတောင့်တတာဖြစ်သွားပြီအေးစစ်စစ်နားယူ ဆိုဖာနဲ့ဗာနဲ့ တောင့်တတာဖြစ်ကျွန်တော်ကဒီမှာဒါမြို့ကနေပြီးတော့ ဟိုမွေ့ရနဲ့ဗာနဲ့လေ စပါကလေးမွေ့ရ 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 တန်လို့ စပါကလေးမွေ့ရ မင်းနေရာကြီးကလေဟုတ်လားပိတ်ပြီးတော့လည်းခင်းထားတယ်ကွာ ဟုတ်ကဲ့ တော့ဒီတိုင်ကြီးကလည်းစိုက်ထားတယ်ဆိုတော့မသားစင်ကြီး လူကြီးရတယ်ဗျာဒီကလူကြီးတို့ကခက်အမြင်မရှိသေးလို့ပါဒါမြို့မှာလည်းဒီတိုင်းပဲလို့ပြောကြတယ်ဗျ မြို့မှာလည်းရှိတယ်ပေါ့ ရှိတာဗောမြို့မှာအများကြီးပဲတဲ့မီးနဲ့ဟိုကမိတော့ခဏလောင်း အနိတမလေးပဲခေါ်ထားသေးတယ်ဇလန်ပလန်ဇလန်ပလန် ဟော လောက်ကြီးလာပကွက်ကြားကြီးနဲ့ ဒီကမိတို့ကဘာလုပ်ပါတော့သူတို့တွေက နှိမ့်ပါလေ အာကြည့်လေလို့ပေါ့ဟာမဟုတ်ဘဲနဲ့ ကြီးတို့အထင်သေးနေပြီလူကြီးတွေကိုကောင်းကောင်းလေးပြုစုလိုက်ဟာဒီလိုနေ့တကြောင်ပြလိုက်စမ်းပါဒီကယူပါဗျာ လေအမှန်ကတော့နှိမ့်တာစူပါရှယ်နဲ့ဗာနဲ့ရှယ်ခန့်လဲလေ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  ဟဲ့မီးနင်းစီကဘာစီတော့နန်းတာဘာစီလဲလို့ လူစီရစီရတော့ဓာတ်စီနဲ့မှလူရတယ်လို့တရားစီနဲ့လူရတာလို့ ဟဲ့ဒါစီနဲ့ပြေမဖြစ်ဘာမှမပြောနဲ့ အဲ့ဘောစလိညဉ့်ညံ့စလိကြီးနဲ့ လာတာ လုတ်ပြန်ပြီဟုတ်ကဲ့ဖွင့်ပြန်ပြီ အော်ရပေဒီစေကန်နေပရာဟိဒအနေနဲ့ယောဂဘောင်းစုံအရှင်းပြောက်ကင်းသည်ဒီတာဝန်ယူကုသပေးနေပါတယ် ဆင်းမလားပါတယ်ဒီကနေပါဖွင့် လေ လို့ ဘန်နာ ဟုတ်ကဲ့
5 အာရုံးခါရော9ဘက်နာ 6 ဖက်နာ မင်းဘာနာဆိုတော့ပြီဘယ်က9ဘတ်နာကြီး6ဘတ် နာမျိုး96ပါကိုကြောက်အောင်လုပ်နေ ပြောပါလား မင်းရတာပဲလူစိတ်ဝင်စားအောင်လောက်ကလည်းမှတ်ထားကွာဟုတ်တယ် ကြော်ညာလိုရတော့ ဒီလိုရင်မကောင်းဘူး ဘယ်လိုလဲ 1 2 3 go ငါပြာလာတုတ်ကွေးလာ လူနာကြိုက် အေး စီလာချောင်းဆိုးလာ လူနာ ဟုတ်လားနော်တချီရတဲ့ ကောင်းကြိုက်လာဘိုက်အောင်လာ လူနာကြိုက်တော့ပြောကောင်းကူတယ်အကောင်းကူတ ပေ ယ် ကြီးစီကအကုန်ကြည့်တယ် ကောင်းကူတယ်ကောင်းကူတယ်အကောင်းကူတယ် ဖေးဒီစေကအကောင်း လက်တန်းတစ်ခုရုပ်ပလိုက်တာဗိုက်တယ်လေအဲကြောကဘာလုံးမသိဘူး 1 2 3 ဒီရှုံလာအမြဲတမ်းလာပြုံးခေါင်လာတည်းခေါင်လာအားလုံးကိုကြိုက်ရရွှေလိုက်တာ ခေါင်းလာရောက်စေကန်းချို့ခေါင်းလာရောက်တယ်ဘယ်တော့ကောင်းလိုက်လဲ မကြိုက်လိုက်တာဟမ်ငါတို့အကောင်းရှင်ပါဒီကောင်းနေလာပြီးစေကလာပွင့်နေ ဘာကိစ္စကောင်းချင်းမှာ ကောင်းနေတော့ကွာ ဘာတွေပြောနေလဲ ငါတို့စေကရှင်ပါဒီကောင်းနေအကောင်းလာပွင့်နေကိုနေတော့ကွာငါကိုရောက်ဘူးရောက်တယ် ကိုပူပြီးတေ ဆရာကအလောင်းစီသူများခေါ်ထားလားမသိဘူး မလားတန်လုံးခေါင်းကိုမှားလို့ထား ကြော်ညာရဲ့ခေါင်းကတော့ သူဆိုတာကျမ်းမာမစေးဝါးရှာနိုင်မယ်စေးဝါးရှာနိုင်မှငွေရမယ်ငွေရမှအခေါင်းကောင်းကောင်းနဲ့လူသားစစ်ပေးနိုင်မှာအခေါင်းစုပ်အခေါင်းပြတင်နဲ့မသိဘူးပေသည်စေကကြွားကြပါဗျာ လက်တန်းကြော်ညာရတော့ရန်ကောင်းတယ်လေ ရိုးရိုးတယ်မလားသေကြီးစောနဲ့ အားကြီးနဲ့ တန်လုံးအခေါင်းကိုမလို့ထားလာ ဟဲ့နေဒီကောင်နေနည်းနည်းများသွားပြီ အဲဒီကောင်တို့အသေးသား စေကန်းရှိတော့မတာခေါင်းလာရောက်လိုက်ပြီလုံးလိုက်စက်ကြပဲတီးတီးအလေလေစားလည်းမဝဲဟောလူကြီးကြောကိုရောင်းပြန်ပြီးပောက်ခဲ့ရတယ် တန်လုံးစားတော့ လေသမင်းဆိုင်ကြောကိုသမင်းရောင်းလိုက်ပြန် လိုက်ပြန်ပြီနော် လုံးဝမလီလူကြီးရဲ့ကျုပ်တို့ရွာအစ်စ်မြင့်မြင့်စားနိုင်တောက်နိုင်ဖို့ဒီလိုမျိုးအစ်စ်မြင့်စားတောက်ဆန်ဆိုတာရွာအတွက်မရှိမဖြစ်လိုအပ်တယ်ဒါပရိဟိက ဟုတ်တဲ့တော်ကီရတော့ဆွဲမိုက်တယ် ကောင်းတယ်ဗျာအစင်းမြစ်စားတော့ဆိုင်ကြီးဖွင့်ထားတာတို့ရွာအတွက်ဂုံယူစရာပဲကဲမင်းတို့စားတော့ဆိုင်ကဘာအစားအစာတွေနဲ့ရမလဲ ပဲပြုတ်ထမင်းစီစမ်း သမင်းစီစံပဲပြုတ် ပဲပြုတ်စီစံထမင်းမင်းတို့ပဲပြုတ်စီစံ ဟေးနေရကျွန်တော်မျက်စိနေနေလားဆိုပဲပြုတ်နဲ့ထမင်းတော့တပယ်လေရရတာပဲပြုတ်ထမင်းစီစဲထမင်းစီစဲပဲပြုတ်နေလို့ ထမင်းနဲ့ရောပြီးစီစံပေးတယ်ဗျာ ဟေးနေရတားဆုံး ဟာအဲ့တော့အမေကြီးအများကြီးဆိုဘာမှစားမှတော့မသိတော့ကြာဟာ အော်လာကြိုင်မင်းတုံးလိုက်လားတုံးလိုက်လားဟေ့မင်းတို့ကလည်းကွာမင်းတို့ဆိုင်ဒီထမင်းနဲ့ပဲပြုတ်2မျိုးပဲရသလားကွာ အာလူကြီးကလည်းအဲ့လိုမပြောနဲ့လေဗျာဒါဆိုင်စားပွင့်ကစားလေတတိယတော့အမေများလာမှာဗောဗျာ အော်ဟုတ်ပါပြီ ပဲပြုတ်နဲ့ထမင်းတပယ်လေစီစဲတာ ပဲပြုတ်ထမင်းစီစမ်းလေးလုံးလိုက်စမ်းလာကြိုင်ထား စီစံပဲပြုတ်နှစ်ပွဲ ဩပဲပြုတ်ထမင်းစီစမ်းမှာလားလေ အေးခဏလေးတော့ တော့အချင်းတော့လွဲနေအောင်မ သမင်းစီစံနှစ်ပွဲ မရဖြစ်သေးရဲ့ မြန်လဲနော် အဲ ရပါ အိုးဆိုရအောက်ကရထုတ်ပေးလိုက်ပါလား မြန်တယ်ကျွန်တော်ဆိုင်ဝဆောင်မှုမြန်တယ်သွားပြီးတော့နေပြေးပဲယူလာတာမဟုတ်ဘူးလား အော်ကျွန်တော်တို့တိုင်မနဲ့ဆိုင်စပွင့် ဒါမြင်လို့နေအော်နေကြ ဒါပဲရောင်းကြရှိတာပဲ ဒီရှုဆိုင်နေကြည့်ထားနော်အဲ့လောက်မြင်မြန်ဆိုစားလုပ်ပြီး ဦးတို့စားမှာ ကျိုးတင်ပြင်ဆင်မှုပါ တို့ပြောတော့အစင်းမြစ်စားတော့ဆိုင်ဆိုငါတို့ကဘာနဲ့စားမလဲလက်ကြီးနဲ့ပဲစားမှာ လို့လေဟုတ်တယ်လေ အမေ ဟောအမေခရင်ညာ ခရေးတဲ့ ဇွန်ကြံနေတယ်လေ အဲဇုံဘယ်ထဲ၆တဲ့တာကြွကြတရုတ်ကလည်းထုတ်ပြပြီးပေါင်ကြပြီပစိုးနေတော့တုတ်လိုက်သေး ကျင်းလို့လေရ အေးလုံးယူတော့ဘာရှာနာ ဘယ်စားညနေတာတော့ကွာမင်းဟာ ဇုံဘယ်ထဲထုတ်တဲ့တော့ ဘယ်နဲ့ချောတော့ရ ဟုတ်ကဲ့ မင်းတို့ဆိုင်စားတော့ ဇုံနေရတော့တန်ရှင်းတတ်ရက်နေ ပါတန်းရှင်းလက်ဆက်ပါ လက်ဆက်တက်လာရှင်းနေဗျ ဟဲ့အောင်နေ အဲမြမြကလွတ်ပြပြီ 1 2 အိမ်သာဆောက်တာရိုးရှိမှ နေလားဒီဘက်ကအဝင်းရှောင်းနေလားဒီ တစ်ဖက်ကသမင်းစားတော့ သမင်းတို့နေစားလို့ တစ်ဖက်ကအိမ်သာနဲ့လှမ်းပြီးပြောကကွက်တရတဲ့ကလားစက်တယ် သမင်းတို့နေစားဒီဘက်ကအပဲတို့နေစားဒီဘက်ကအပဲတို့နေစားလို့ ကိုဘက်ကဘယ်လိုစားလို့စားရမသိရဘူးဒီနေ့ဇက်ကိုလည်းကြည့်ရအမှန်ကြီးအိုက် ဝေဒီမရိုင်းနေကောင်ဟမ်လူကြီးရဲ့ထမင်းစားနေတဲ့အချိန်မှာချင်းစကားပြောတယ် မင်း ငါနဲ့တွေ့ပြီကောင် မြင်းမြင်းထမင်းရောအန်ထွက်နေ ညင်နေစမ်းဘာလို့ရှိတယ်လေကွာဒီမှာ
လူကြီးတွေကြီးစားပြီးရှင်းပေးမယ် ပါဇက်တွေတော့ညောင်းလိုက်ကြီးရ အမင်းစားပြီးရှင်းပေးမယ်နော်ဟဲ့အောင်လာဆိုင်မင်းရလေအစားတောက်ဆိုလို့ရှိရင်သဘိုးနဲ့သေအောင်ကိုစားတဲ့ကောင်မြတ်မြတ်စားဟိုဘက်ရှင်းပေးအောင်မယ် တားပြလာပြပြီအလေလူကြီးရဲ့နေရာကရောက်တယ်နော် စင်းမြေအိမ်သားဆိုပါလားကွာဟေး ဟုတ်တယ်လူကြီးကကျုပ်ကပရိုက်တာလုပ်ငန်းလုပ်နေတာ ပရိုက်တာတော်တော်ကောင်းတဲ့ပရိုက်တာလုံးလိုက်စမ်းကြင်ပဲလေရွေးနေအောင်လား ကျမ်းမကြီးနဲ့မညီညွတ်ပါဆိုလို့ကျုပ်ကအစင်းမြေအိမ်သားစောက်ပေးထားတာဗျာ မင်းစင်းမြေအိမ်ကောင်က တစ်ဖက်ကသမင်းစားတယ်တစ်ဖက် စင်းနေမှာလား ကြောက်ရှိကြောက်ကြီးပြော ပြမယ်ဟောဒီမှာဗျာနော် အလေအိမ်သားပူထိုင်နဲ့ ချီးပိုင်နဲ့မပန်းလည်းပါတယ်မျက်နှာတော့ပါတယ်ဒီမှာဂျာနေလည်းပါတယ် အမေစုံလေးနေရပဲအနေထား ကျေးဇူးတင်လိုက်တာပေသီးရာအဲ့ဒါဆိုငါတို့ရွာလူတွေခြုံတိုးကြမလို့တော့ဘူး ဒါပဲလေ တရွာလုံးအစိမ့်ပြင်းပြင်းချိပါလို့ရပြီ ရပြီတော့လူကြီးရဲ့ မင်းနေလည်းအန်ထွက်ကုန်ပြီ ပါကြည့်မယ်ကွာ ဩပါကြည့်သားမှာပါ ကလည်းပါကြည့်ပါပေါ့နေ အိမ်သားတော့အစမ်းတိတ်ပါကြီးစေ ကဲပါဒီကြောက်လည်းပြရလို့ဟိုဘက်သွားလေတာလာသွားကြပါ အိမ်သားထဲမှာစုံတယ်နော်ဟောက်တော့ပန်ကားရောတီရှူးရော အေးစစ်ပါနော်လူကြီး သတင်းစာရောဖုန်းလေးပါထည့်ပေးတာပုံမိုက်ပါ ကျုပ်လွန်သလား မလွန်ဘူးမင်းနေမဟုတ်ဘူးဒီကောင်တွေကိုငါကိုယ်တိုင်းကိုတော်တော်တင်းနေပြီဒီကိစ္စကိုငါတို့ရှင်းပေးမယ်ငါရှင်းမယ်ဟဲ့လောက်ဆိုင်ထားသွားမယ်ငါရှင်းမယ်အခုရှင်းမယ် အင်းစားဟိုပါကျွန်တော်စားလို့ကောင်းတယ်တွေ့ ဟဲ့လေမင်းတို့လိုက်ပါလားလိုက်သွားမယ် ဒါပဲလေ ဟဲ့ပေးသည်မင်းမိုက်ရိုင်းလိုက်လားကွာဟမ်ဟိုဘက်ကတန်လုံးကစားတော့ဆိုင်ဖွင့်ထားတာဟုတ်မင်းကဘာကိစ္စအစင်းမြေအိမ်သာဒီနားလာပြီးဖွင့်ရတာလေ အာလူကြီးရလဲဗျာကျောက်ကပရိုက်တာလုပ်နေတာနော်ဖုံမှာစားပြီးဒီမှာအစင်းသေးပါရုံပဲမကောင်းလား ဟိုမှာစားတော့တယ်ဆိုတို့ရည်ကအနမ်းနေတော့မဘလို့စားမလဲကွာဟဲ့ လောက်တော့အစဉ်ပြေးလိုက်လို့ကြည့်ရော မင်းအိမ်သားကိုမင်းဖြတ်မလားငါကိုယ်တိုင်ဖြတ် ဟာဟဲ့နေ ရဆောက်သွားတယ် ရှင်းပေးမယ် မင်းကဘာအောင်လဲမင်းတတိချင်းဖြတ်ကြည့်လိုက်ရ ရှင်းပေးမယ်ရှင်းပေးမယ်ရှင်းပေးမယ် အိမ်သားထဲမှာလူရှိနေရနော်အိမ်သားထဲမှာလူရှိနေတယ်အေးအဲ့မှာငုံစူးစူးလေးဦးမှာအပြေးကြည့်ဒီလိုမဟုတ်တဲ့တိုင်းမြင်လိုက်ကြလား ကောင်းပြီမေ လုတ်ပြန်ပြီးပေါက်ပြရ မွေးကျေးဇူးလည်းတော့မဆက်လိုက်ရပါလားမေ တစ်ဖက်ကမင်္ဂလာဆောင်တစ်ဖက်ကအာတုဖသူကအဲ့ရှိနေမှာပဲလုံနေတော့အချက်ချင်းနဲ့ကက်ကပ်ပြီးရတယ် ရမ်းရှင်းနဲ့ရမ်းဝမ်းတာ တော့ဝမ်းပါမှာပြောလိုက်တယ် တကယ်ချင်းတန်ကြောင်ဂုံယူရဲကွာဂုံယူရဲနော်တကယ်ချင်းတွေအများကြီးရှိတဲ့ထဲမှာမင်းကဦးရပြဈေးဥပေါက်သွားတာဟိုးကွာအဲ့တော့ငါတကယ်ချင်းတို့ဇနီးမောင်နဲ့အိုးအောင်မင်းအောင်ပေါင်းရပါစေကြောင်းငါဆုတောင်းပေးတယ်ကွာဆုတောင်းပြီးရင်တော့မြေမြုပ်ပေါ့ကွာမြေမြုပ်တော့ပေါ့ ဟုတ်နေရပဲတစ်ဖက်ကတော့စောင်းရှိတ်တာရဲ့ မဟုတ်ပါဘူးဖေ။ဖေ။ငါဒါပရာဟိတလုပ်နေတာ။ပရာဟိတလုပ်တဲ့အချိန်မှာကုသိုလ်လေးတွေမွေးကွာ။ တင်ရင်မပဲဖြစ်လဲဖြစ်တယ် ပြည့်လိုက် တိုက်လဲတိုက်ဆိုင်လို့နော်အာတုဖနဲ့မင်္ဂလာဆောင်နဲ့တရတဲ့ကြာတယ် ဒီမင်္ဂလာပွဲကြီးကိုငါဦးစီးဦးဆောင်လုပ်ပြီးပရာဟိတစိတ်တဲ့အပြည့်အဝနဲ့ငါတာဝန်ယူပြီးသွားပြီ။တခုရှိတယ်။အပူစုအနေနဲ့ငါတကယ်ကြီးလို့ဇနီးမောင်နဲ့ပြားရည်စံခကြီးဘဲကိုသွားခြင်းတလေ။တင်းញိုင်းကုန်းကိုသွားပေါ့။တင်းញိုင်းကုန်းကိုသွား တိုင်းကခီးရတင်ရိုင်းကိုတင်ပို့တော့မှအုပ်ကူလေးနဲ့တာယာပြီးလှပနေတော့ ပို့လေတင်းချိုင်းကုန်းပဲပို့ပေါ့ ဘာမှတွေ့ဝင်မနေနဲ့တို့တစ်ဖက်လုံးလိုက်မယ်မင်းဘယ်သွားမလဲစဉ်းစားလိုက်ကြလိုက်မယ်ဟုတ်လိုက်ပါနဲ့ကွာမီးတာရှိုးလိုက် ရှိုးလိုက်တော့ရှိုးတာမလိုက်ပါ တကယ်မျိုးဒုက္ခကြီးပဲ ရှိုးပလိုက် ငါလေးမကြည့်ရလေဟို ငါလေးတို့ ကဲကဲရှင်မရဘူးလဲကြည့်ရောမျက်နှာလေးငဲနေကုန် ညာတော့မင်းကဘာလုပ်ချင်လဲဟမ်ဒီမှာအဲ့အောင်မင်းလည်း brighter လုပ်နေတာငါလည်း brighter လုပ်နေ ပရိုက်တာကောင်းနေတယ်ပေါက်ရရရှာလို့နေကြနဲ့ဟုတ်လား နာကြီး အမေနိုင်ရေးပါကွာ နာရေးတွေဂွာရေးတွေပါရေးတွေလာမပြောနဲ့ဒီမှာမင်္ဂလာယူနေတာနော်မင်းတို့ကအမင်္ဂလာဝေးဝေးမှာသွားသိ သွားသိလိုက်တော့ အဲ့အောင်မင်းကငါတို့ကိုမောင်းထိုးအောင်မင်းကဘာအောင်မို့ဟမ် တဲ့ငဖဲကြီးပဲ ဘာလဲတော့မသိသေးဘူးကို စမ်းကြည့်လိုက်လေကွာဘာကောင်စမ်းကြည့်လိုက်လား လောက်တော့လူနဲ့ကြည့်လို့လွမ်းသူပန်းကိုကြီးနဲ့စော်ကြီးကောင်းကြီးမှာတော့သွားစတယ်ကွက်တီရဲ့
အေးပါစဘုံနဲ့လည်းကြောင်းပေါ်ရွှတ်နေရပဲဆက်အောင်ထည့်ထားရလားမသိဘူးအေးအခေါ်ပါလိုက်အခေါ်တို့သမီးရှိတဲ့ကြာတို့သမီးဘယ်လဲပါတို့သမီးအခေါ်နဲ့ပါလာတကယ်ပေါက်ခဲ့ရကြည့်အားလုံးပဲကျွန်တော်တို့အတူတူစုံးလိုက်ကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ညမှာတော့ဒီလောက်ပါပဲနောက်နေ့ညမှာလည်းရည်စရာပျော်ရွှင်စရာဟာသဇာကားလေးကိုကျွန်တော်တို့ကြည့်ရှုသွားဖို့အားလုံးကျွန်တော် channel လေးကိုဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တတာနှုတ်ဆက်ပါတယ်